ကျမတို့အခုရေးထားတာလေးတွေကိုတရုတ်လိုရေးကြည့်ရအောင်အဲ့တော့ရေးထားတာကငါမှာသူပဲရှိတယ်တဲ့ဒါဆိုရင်我ကနေစမယ်我有他ဆိုရင်ငါမှာသူရှိတယ်ပေါ့သူပဲရှိတယ်သူသာလျင်ရှိတယ်ဆိုရင်我只有他ကျမကဒီသင်ခန်းစာမှာ只နဲ့ပတ်သက်ပြီးတော့ဝါကြလေးတွေကိုလာပွားပေးမှာเนาะ我只有他ဆိုငါမှာသူပဲရှိတာကြမယ်เนาะငါသူ့ကိုပဲချစ်တယ်ဒါဆိုရင်我只爱他သူ့တယောက်တည်းကိုပဲချစ်တာเนาะသူများတွေကိုမချစ်ဘူး我只爱他ရမယ်เนาะနောက်တစ်ခုငါသူ့ကိုပဲလိုအပ်တယ်我只လိုအပ်တယ်ဆိုတော့需要လေเนาะ我只需要他ငါသူ့ကိုပဲလိုအပ်တယ်ရမယ်เนาะနောက်တစ်ခုလေငါသူ့ကိုပဲရွေးတယ်တဲ့ဒါဆိုရင်我只ရွေးချယ်တာဒီ选择လဲရတယ်选လဲရတယ်เนาะ我只选他ငါသူ့ပဲရွေးတယ်တဲ့ရမယ်เนาะနောက်တစ်ခုလေငါသူ့နဲ့ပဲနေခြင်းနေတဲ့ဒါဆိုရင်我只ဆိုတာဒီဒါလင်ဒါပဲเนาะသူနဲ့ဒါပဲနေခြင်းတာလို့ပြောတာ我只想跟他在一起ငါသူနဲ့ပဲနေခြင်းပါတယ်ရမယ်เนาะနောက်တစ်ခုလေငါသူ့ပဲတွေ့ချင်နေတဲ့ဒါဆိုရင်我只想见他ငါသူ့ကိုပဲတွေ့ချင်ပါတယ်ရမယ်เนาะ